အားလုံးပဲမင်္ဂလာပါရွှေသေးတွေကတော့ကြာနေပြီပေါ့နော်ပြန်ပြီးကြာနေပါပြီယနေ့ကကျွန်တော်ဒီ190လောက်မှာကိုကျွန်တော်ရောင်းဖို့သတိပေးခဲ့ပါသေးတယ်ဒါရောင်းတင်တဲ့ဇုံလို့ကျွန်တော်ပြောခဲ့ပါတယ်ပုတ်တင်ခဲ့သေးတယ်နော် Facebook မှာဒီ TikTok မှာတော့ကျွန်တော်မတင်ခဲ့မိဘူးပေါ့နော်ကျွန်တော်ဘာလို့ရောင်းတင်ပြီလဲလို့ရောင်းတင်တဲ့ဇုံလဲလို့ရီဒိုဓမ္မတွေကျွန်တော်ပြောခဲ့တယ်လဲဆိုရင်ဒီမှာကြည့် Vivo ရဲ့61%နဲ့88%ကြားကိုရောက်လာတယ်နော်ရောက်လာပြီးမှထူချက်တော့ရတယ် Vivo ရဲ့61 88%ကြားလည်းဖြစ်တယ်ပြီးရင်ဒီမှာလည်းဇုံကြီးဖြစ်တယ်ဒီမှာ fair value ကရှိတယ်ပေါ့နော်အဲ့ဒီတွေကိုရောက်ခဲ့ပြီးမှပြန်ဆင်းလာတယ်ပေါ့ဒါကြောင့်ကျွန်တော်ကပြန်ဆင်းမယ်ရောင်းဖို့တတိပေးခဲ့တာပါဘယ်ထိအောင်ဆင်းမလဲဆိုရင်ဒီလိုမျိုးပေါ့နော်ဒီမျိုးလုပ်နိုင်ပါလေဒီလိုမျိုးတာကြီးဆင်းမလားဆိုရင်လေသူကဒီကောင်းကိုဖောက်ကြဖို့လိုတာပေါ့နော်3890ကိုဖောက်ကြဖို့လိုတယ်ဒီလိုမျိုးဖောက်မအောက်ကိုရောက်မှာဖြစ်ပါတယ်ဒီကောင်းကိုဖောက်နိုင်မှာဆိုတော့ကျွန်တော်ရဲ့အမြင်ကတော့ဒီကောင်းကိုမဖောက်ရင်တောင်မှကျွန်တော်တူကလေးရွှေကဒီလိုမျိုးပြေးနေနိုင်သေးတယ်ပေါ့နော်လောလောဆယ်ကတော့လုံးကြီးအောက်ကိုဖောက်ရင်တောင်မှတူကပြေးနေဦးမယ်ပြီးဆင်းဦးမယ်ပေါ့နော်အရာကြီးမဆင်းတော့မှဆင်းဦးမယ်အခုထက်ဆင်းဦးမယ်ဘယ်တော့လောက်မှပြန်တက်လာနိုင်လဲဆိုရင်အကြီးမွားတက်ဖို့တော့မမြင်သေးဘူးအကြီးမွားစစ်ရေးသတင်းကြီးတွေနိုင်ငံရေးသတင်းကြီးတွေမရှိသေးဘူးပေါ့နော်ဒီလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့အခုကနိုဝင်ဘာလဆိုတော့ပြီးခဲ့တဲ့အောက်တိုဘာလကဘုံမှာအယူထားခဲ့တယ်အောက်မှာဘော်ဒီတိလေးနဲ့ပိတ်ထားတယ်ဆိုတော့ဒီထဲမှာဒီလပြီးရင်ပထမလအောက်တိုဘာလပြီးရင်ဒီနိုဝင်ဘာလမှာလည်းဒီနားလေးမှာပြီးနေနိုင်တယ်ဒီဇင်ဘာမှာလည်းပြီးရှိတယ်ဒီလိုမျိုးရာဒီလိုမျိုးလှုပ်နိုင်ရှိတယ်ဘယ်လာမှတက်မှလဲဆိုရင်12လပိုင်းကုန်တစ်လပိုင်းနဲ့မှတက်ဖို့မျှော်လင့်တယ်ဒီမှာလို့ပေါ့နော်ဒီမှာလဲပထမဟာတော့မှာဟိုမရောက်ဒီမရောက်နဲ့ဘယ်ကိုတွားရင်မှမသိနဲ့ပြီးတော့တယ်နောက်ပြီးတော့နောက်လာတွေမှာလဲဒီလိုပဲမှာပြီးတော့တယ်ဒီနားမှာ4လလောက်ချသွားတယ်ပြီးမှဒုံးတက်တယ်အဲ့လိုမျိုးပဲအခုလဲဒီလိုပုံစံလောက်လာနိုင်တယ်အနည်းဆုံး2လ3လ3ချောင်းပေါ့နော်3ချောင်းပြီးမှဒီလိုမျိုးတွားနိုင်ရှိတယ်ဒီ12လပိုင်းကုန်1လပိုင်းတဲမှာရွှေဝယ်လိုအားတွေရှိမယ်ကျွန်တော်တို့က2လပိုင်းဆိုရင်တရုတ်နှစ်တကူရှိတာကိုတရုတ်နှစ်တကူပွဲတော်တွေနဲ့အဝယ်တွေမှာရွှေတက်တယ်လေနော်နှစ်တိုင်းလေးတက်တယ်ဆိုတော့ဒီ2လပိုင်းကုန်1လပိုင်းနဲ့မှာတက်ဖို့မျှော်လင့်တယ်ဒီနားမှာစိုက်ဝေးလို့ပြီးနေမှလေနော်ဒီလိုမျိုး
ညာဘက်ကိုထွက်ခဲ့ပြီးမှဒီလိုတွားဖို့မျှော်လင့်နေအဲ့ဒီအတွက်အကြောက်ကိုစောင့်ပြီးမှဝယ်ပါကြဖို့ရှိပါသေးတယ်ဝယ်ဖို့မစိုးပါနဲ့เนาะကျွန်တော်လည်းမဝယ်သေးပါဘူးလို့เนาะကျွန်တော်အရင်နေ့ကကျွန်တော်ဒီမှာဖေးပုံမှာတင်နေတာလေးပြအောင်မယ်လွန်ခဲ့တဲ့၄ရက်နေ့ကဒီ12ရက်နေ့က73ရက်မနေ့73တပတ်12ရက်နေ့ကတင်ခဲ့တာပဲဖြစ်မယ်နော်ကျွန်တော်ဒီမှာတရက်တောင်ရှိသွားပြီကျွန်တော်တင်ထားတာနော်ဒီမှာမနေ့ရွှေသေးတက်မီရွှေကရေတိုဓမားတွေအတွက်ရောင်းရမည်ဆုံးရောက်နေပါပြီအယောင်ကြိုက်ပါတယ်ဆိုပြီးကျွန်တော်တင်ခဲ့တယ်အဲ့ဒီတင်ခဲ့တဲ့ဈေးနှုန်းကဒီမှာဖြစ်ပါတယ်4192မှာကျွန်တော်တတိပေးခဲ့ခြင်းဖြစ်ပါတယ်လိုက်တယ်လည်းအများကြီးမရခဲ့ပါဘူးလိုက်ပေးရတူများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဖေးဖို့မှာပဲတင်ခဲ့ပါတယ်တက်တော့မှမတင်ခဲ့ပါဘူးဟုတ်ကဲ့မနေ့ကလည်းရွှေနေငယ်ကြမယ်ဆိုပြီးကျွန်တော်တင်ခဲ့ပါသေးတယ်အများကြီးကြသွားတာတော့မတက်နိုင်ဘူးပေါ့ဗျာโอเคဒီနေ့တော့ဒါလေးလာပြောတာဖြစ်ပါတယ်ကြောင်ဆောင်ပါကြာပြီးမှဝယ်ပါခင်ဗျနောက်နေ့ဒီမှာကျွန်တော်ပြန်တင်ပေးပါမယ်ဒီနေ့ကတော့တော့ပါပဲခင်ဗျအားလုံးကိုယ်စိတ်နှဖျားချမ်းသာကြပါစေဗျာခုန